မောင်မောင်ကအမိုက်ပုံထဲမှာရွှေနဲ့လှုပ်ထားတဲ့ရေပိုက်ခေါင်းတစ်ခုကိုတွေးလိုက်တယ်မောင်မောင်ကအဲ့ဒီရေပိုက်ခေါင်းကိုယူပြီးကိုယ့်အိမ်ဘက်ကိုတည်သွားတယ်မောင်မောင်ကကိုယ့်ရဲ့တဲအိမ်ထဲကိုယူသွားပြီးမခိုင်မခံတဲ့နေရန်ပုံမှာရေပိုက်ခေါင်းကိုတက်လိုက်တယ်ထို့နောက်မောင်မောင်ကရေပိုက်ကိုဖွင့်လိုက်တဲ့အခါရုတ်တရက်ပိုက်ထဲကနေပတ်စံအများကြီးထွက်လာတယ်မောင်မောင်ကလက်တစီအပြည့်ပတ်စံတွေကိုယူပြီးတည်သွားတယ်ရွာလူတွေကဒီလောက်ပတ်စံအများကြီးကိုမြင်လိုက်တော့မနာလို့ဖြစ်လာကြတယ်မောင်မောင်ကဒီပတ်စံတွေကိုသုံးပြီးအရန်ခမ်းထားတဲ့အိမ်တစ်လုံးကိုဝယ်လိုက်တယ်မောင်မောင်ကကိုယ့်အိမ်မက်ကိုအရန်ပျော်ပြီးပြေးဝင်သွားကပျော်ရွှင်စွာကခုန်နေတယ်ပြီးတော့မောင်မောင်ကရေပိုက်ထဲကနေလှဲပြေးပတ်စံတွေကိုထပ်ယူပြီးအဲ့ဒီပတ်စံတွေကိုယူကာထွက်သွားတယ်မောင်မောင်ကလှဲပြေးပတ်စံတွေကိုစင်းရဲသားတွေကိုဝေမျှပေးတယ်ဒီအရာအားလုံးကိုတကူနှစ်ယောက်ကမြင်သွားပြီးမောင်မောင်ကိုလိုက်လံစောင့်ကြည့်လာကြတယ်မောင်မောင်ကကိုယ့်အိမ်ကိုပြန်ရောက်လာတယ်တခိုးနှစ်ယောက်ကပြတင်းပေါက်ကနေချောင်းကြည့်နေကြတယ်ထို့နောက်မောင်မောင်ကရေပိုက်ကိုဖွင့်လိုက်တဲ့အခါပိုက်ထဲကနေပတ်စံအများကြီးထွက်လာပြန်တယ်တခိုးနှစ်ယောက်ကဒီကိုမြင်လိုက်တော့အယမ်းအံ့အားသင့်သွားကြတယ်မောင်မောင်အိတ်သွားတဲ့အချိန်မှာတခိုးနှစ်ယောက်ကရေပိုက်ကောင်းကိုဖြုတ်ယူပြီးထွက်ပြေးသွားကြတယ်မောင်မောင်ကတခိုးနှစ်ယောက်ကိုလိုက်ပေမဲ့တခိုးတွေကလွတ်မြောက်သွားကြတယ်နောက်ဆုံးမောင်မောင်ကဝမ်းနေပြီးအတန်ကြီးနဲ့ငိုတော့တယ်